ဒီ public hygiene council ကလောက်တဲ့ပွဲလေးမှာမြန်မာအကလေးနဲ့ဖြောပြဖို့အတွက်ကြိုပြီးလေ့ကျင့်ထားတဲ့ဟာလေးပေါ့နော်အဲ့ပွဲနေ့ဆိုလည်းမနေ့ကို9နာရီခွဲလောက်ရောက်တော့တဲ့ sorry 9နာရီထ6နာရီမှာကားကြီးအောင်အဲ့လိုပဲကားနဲ့20လောက်စီးရတယ်ဆိုလေအင်းကနောက်အဲ့အမတီမှာလည်းပွဲမစခင်မှာတစ်ချက်လောက်ရင်းဆိုတော့ကြိုတင်တိုက်ကြမယ်ဆိုပြီးအမိုင်းနဲ့တခါပြန်ပြီးရဟာဆိုတော့ဒီခေတ်ပွဲနေရာမရောက်ခင်မှာရာဆယ်လောက်ပြီးစိတ်တန်းကြပြီဆိုကိုကတော့ပွဲနေရာတော့နေပြီပေါ့နော်ဒီစတုံးလေးတွေပါရဒီမှာတူတူကတဲ့အမတွေကလောက်ပေးရဲ့အင်ကြီးဆိုလည်းမြန်မာပြိုလမ်းမှာရဒါတော့ကို့လှည့်မရောက်သေးတော့ခဏစောင့်နေရတယ်နောက်အိမ်မှာပါလာတဲ့ချီအိတ်တွေကိုမျှကြအကုန်လုံးအဲ့ဒီပွဲမှာအကနဲ့ဖြောပြတာဆိုလို့ကိုရီမြန်မာပဲရှိတာပါနော်အဲ့နောက်ပြီးတော့တချင်းရွေးတာပဲညာဆိုတော့ကိုရီရင်းနေကြဖြစ်တဲ့ညူရီးယားဆိုကြားရတဲ့တချင်းလေးနဲ့ပဲရွေးပြီးတော့ကပြခဲ့တယ်သူတွေလည်းအဲ့လိုသဘောကျကြပါတယ်ကပြီးရခါကြမှာအောက်ကနေလိုက်ဆိုလိုက်ကတူတူလောက်ကြပါပေါ့ကိုရီလှည့်ဖြောပြီးပြီးတော့အဲ့မုတ်တေးပေးရရှိမှသွားပြီးတော့ထုတ်ကြရဲနောက်အခုတော့ပြီးပြီပေါ့အင်ပြန်ဖို့လောက်ကြပြီLet's go အဲ့တော့ကိုရဲ့ချစ်စရာညီမလေးအမရင်းနေပေါ့နော်ဒီဖြည်းဖြည်းပြီးတော့သူချင်းနေလာတယ်အဲ့လိုကျေးဇူးတင်ထားတဲ့သူတွေကိုလက်ဆောင်ပေးရစီစဉ်နေပေါ့လို့လာကြတယ်အမှန်တော့လေဒီဟာကအင်ကြီးတော်လဲမယ်ဆိုပြီးအင်ကြီးမလဲပဲနဲ့တချင်းတစ်ပုတ်ဝင်ဟဲလိုက်ကြပါသေးတယ်ကျမတို့ရဒါကတော့ပွဲချင်းပါတယ် public hygiene council ရဲ့အယူကလေးပေါ့ဒါတော့ shooting ရဲ့နောက်ကိုရတလွဲပုံရိပ်ကလေးများပါပေါ့ဒီဆိုတော့မျက်နှာကြီးပြောင်းနိုင်ကြပြီပေါ့နော်အကုန်လုံးနဲ့တပုံနေပဲရိုက်ခွေကြရီကြနဲ့အဲ့ပွဲလေးကတော့ကောင်းမွန်နေပြီးတော့ခဲ့ပေါ့စိတ်ပူရရင်းဆိုတော့လေအကုန်လုံးလည်းလူကြီးပါမလားအလုပ်တွေမအားတဲ့ချိန်လေးမှာပေါ့ပိတ်ရက်တနေ့ဝင်နေအချိန်ကြီးချိန်တနေရာမှာစုပြီးလွှားနေအကားတိုက်ခဲ့ရနောက်ဆုံးတော့လည်းအောင်မြင်ပြီးခဲ့သွားတယ်ပေါ့အဲ့တော့လည်းပြောပါရဲ့ဒါတော့ကိုဒီမှာလှုပ်ဖူးတယ်ဆိုရင်အမှတ်တရလေးတခုဖြစ်သွားတာပေါ့ကဲဒီရင်းသမားလေးကတော့ဒီလောက်နေပဲနှစလိုက်ပါရဲ့ကျမရဲ့ပုံလေးတွေကြည့်ပြတဲ့ချစ်သူများကြီးတင်ပါရဲ့ရှင်ဒါတော့ကျမတို့လက်ဆောင်ပေးတဲ့အိတ်ကလေးပါနော်အဆုံးပါတယ်အဲ့ဒီမှာလေအာလူးကြော်တွေနောက်အေးဘူးနောက်အစိစံနောက်အခင်းဒီဘန်ဒီခရင်ပါဝါဘန်နဲ့ပတ်သက်တဲ့ဟာတွေနောက်အဲ့ကောင်းကြီးလိုမျိုးဟာလေးလည်းပါတယ်ဘောပင်အဲ့ကျမတို့ပြတာအကုန်ပေါ့နော်အဲ့ဒီအိတ်ထဲမှာအကုန်ပြည့်စုံပါတော့ကျပွိတ်ကလေးကလည်းပါတယ်မိုးကာနဲ့လုပ်ထားတဲ့ဟာလေးလေတော်တော်လေးကိုလည်းပေးပါရဲ့သူလက်ဆောင်လေးရအများကြီးပဲသူနဲ့ဟာလေးဆိုလည်းမစိုးကောင်းမျိုးစုံပါတော့လေခီးသွားဆိုလည်းတဲသွားလွယ်တယ်နာဒီကျပွိတ်ကလေးဆိုလည်းအဲ့ volunteer နောက်ပွဲလို့မိုးရိပ်ဆိုခံတော့တည်သွားလို့ရရပါတော့တော်တော်စုံပါရဲ့သူပေးထားတဲ့ဟာလေးရဒီခါတော့ဗီဒီယိုလေးရတကယ်ပြီးပြီနော်ကြည့်ပြီးတော့ကျေးဇူးပါ